တက်30မတိုင်ခင်မှာကဘာပတ်နိုင်ဖို့ဒီ3ချက်ကိုလိုက်ပြီးလုပ်ပေးရမယ်ဆိုတော့ဒီ3ချက်က Harry ကိုယ်တိုင်လိုက်လုပ်ပြီးတော့မှလက်ရှိမှာ Harry နိုင်ငံပေါင်း10နိုင်ငံကျော်ကိုခီးသွားခဲ့ပြီးဖြစ်ပါတယ်ဒီဗီဒီယိုတစ်ခါလေး save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါနံပါတ်1စကလုံးတွေကိုတတိထားပေးပါငါမှပတ်စံမရှိဘူးငါမရောက်တော့ပါဘူးငါတော့မသွားရဘူးနောက်ဆုံးငါမသွားချင်ဘူးဖြစ်သွားတယ်ကိုယ့်ရဲ့ဘဝမှာရရှိလာတဲ့အရာအားလုံးကကိုယ့်ရဲ့စကလုံးကနေရရှိလာတာပဲဖြစ်တယ်ဖိလစ်ပင်းနိုင်ငံမှာမဆိုရတဲ့တခြင်းနဲ့ပတ်သက်ပြီး Harry ဗီဒီယိုလုပ်တဲ့အခါမှာအောက်မှာငါတော့မသွားချင်ဘူးငါတော့ရောက်မှာမဟုတ်ဘူးတသက်လုံးအဲ့ဒီစကလုံးတွေတတိထားပေးပါကိုယ့်ရဲ့ဘဝမှာတကယ်ဖြစ်တတ်တယ်အဲ့တော့ငါသွားချင်လိုက်တာသူများသွားရတယ်လို့ငါလည်းသွားရမှာဒီလိုမျိုးစကလုံးတွေကိုပြောင်းပြီးပြောပြပါနံပါတ်2လိုအပ်တဲ့အရာတွေကြိုတင်ပြင်ဆင်ပေးပါ passport တွေခရီးစရိတ်တွေလေယာဉ်လက်မှတ်အသွားအပြန်တွေဒါလေးတွေကြိုတင်ပြင်ဆင်ပေးပါတချို့ခရီးတော့သွားချင်တယ်သွားချင်လိုက်တာ passport မလုပ်ထားအောင်လိုအပ်တဲ့အရာတွေကြိုတင်ပြင်ဆင်ပေးရမယ်အဲ့ဒါမှအခွင့်အရေးရတဲ့အခါကိုတခါတည်းကောက်သွားလို့ရမှာဖြစ်ပါတယ်နံပါတ်3ရွေးချယ်ပါတချို့ခရီးတော့သွားချင်တယ်သွားချင်လိုက်တာဒါပေမဲ့ကိုမရွေးချယ်သွားချင်တာနဲ့ရွေးချယ်တာမတူရွေးချယ်တဲ့အခါမှာကိုပတ်စံရှိတာမရှိတာနဲ့မဆိုင်တချို့ပတ်စံမရှိပေမဲ့လည်းကဘာပတ်နိုင်တယ်ရွေးချယ်တဲ့အတွက်တချို့ပတ်စံရှိတယ်ဒါပေမဲ့ဘဲမှမရောက်ဘူးအဲ့လိုမျိုးတွေရှိတယ်เนาะအဲ့တော့ကိုရွေးချယ်မှုကိုပြုလုပ်ပေးရမှာပဲဖြစ်တယ်လက်ရှိ Harry နိုင်ငံပေါင်း10နိုင်ငံကျော်ရောက်ခဲ့တာကရွေးချယ်မှုကိုပြုလုပ်ခဲ့လို့ပဲဖြစ်တယ်ကဲလို့ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment အောက်မှာကဘာပတ်မယ်လို့ရေးလာခဲ့ပေးပါချို့ကဘာကတော့ပတ်ချင်တယ်ဒါပေမဲ့ဘဲမှမရောက်တဲ့တငယ်ချင်းတွေသိရဖို့အတွက်လည်းတွားပြီး share ထားပေးလိုက်ပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်